အဲ့တော့ကျွန်တော်တို့ nitrate နဲ့ပတ်သက်ပြီးဒီပုံလေးကျွန်တော်စုပေးထားတာပါအဲ့တော့ဒီပုံလေးရှာပေးထားတယ်အဲ့တော့ nitrate ပေးရင်ကျွန်တော် nitrate free interval ရှိဖို့လိုပါတယ် nitrate free ဆိုတဲ့နေရာမှာကျွန်တော်တို့ long acting nitrate တွေပေးတဲ့အခါမှာအခုပုံကြည့်လိုက်ရင် mono nitrate ဆိုလို့ရှိရင်ကျွန်တော်တို့က once daily မနက်ပိုင်းပေးပြီးရင် nitrate free ပြီးရက်ကိုညမှာထားတယ်နောက်တစ်ခုက isosulfite dinitrate immediate release ဆိုလို့ရှိရင် TID ပေးတယ် TID ပေးရင်တော့ကျွန်တော်တို့က nitrate free interval ကိုညမှာထားပေးရတယ်အဲ့တော့ဒီမှာပေးနည်းလဲကျွန်တော်ရေးထားတယ်7နာရီပေးရ1နာရီပေး6နာရီပေးရအဲ့တော့ညနေပိုင်းကိုကျွန်တော်တို့က free ပေးထားတယ်အဲ့တော့အဲ့လိုပဲ dinitrate ပေးရင်လည်းအလားတူပဲ BID ပေးမယ်ဆိုရင်လည်းမနက်8နေ့လယ်2ပြီးရင် nitrate free interval ညမှာပေးထားတယ်အဲ့တော့ပုံမှန်တိုင်းကျွန်တော်တို့က BD ပေးပြီဆိုလို့ရှိရင်ကြတော့မနက်8ည8ပေးတာဘူးအဲ့လိုလုပ်လို့မရဘူးအဲ့တော့ nitrate free interval ကိုများပေးထားရတယ်ပေါ့နော်အဲ့တော့မနက်8နာရီနေ့လယ်2နာရီပေးတယ်ညကျရင် nitrate free interval ကိုများပေးထားတယ်ဒါမျိုးလုပ်ထားပါတယ်နောက်တစ်ခါတကယ်လို့ nitroglycerin patch တွေကတ်မယ်ဆိုရင်လည်းအဲ့တော့မနက်8နာရီကပြီးရင်ည8နာရီမှာခွာပေါ့နော်ပြီးရင် nitrate free interval ကိုညမှာပေးထားတယ်အဲ့တော့ nitrate free interval ပေးတဲ့ရည်ရွယ်ချက်ဒီ tolerance ဖြစ်တယ်လို့ဈေးရင်ပါသွားတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့က nitrate တွေပေးတယ်ဆိုရင်တော့သတိထားရပါတယ်